မာကာရီခရီယွန်နေနဲ့ပကြီးဆွဲနေရတာပြင်းနေပြီလားကလေးတို့ရေဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုပြီးဆုံးအောင်ကြည့်ပေးဖို့တီချယ်ကပြောချင်ပါတယ်ဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့တီချယ်ရဲ့ကလေးလေးကပကြီးဆွဲနေရတာပြင်းနေပြီပေါ့နော်အဲ့လိုညင်းငွေနေတဲ့အတွက်တီချယ်ကမညင်းငွေသွားအောင်ပကြီးလေးမှာပြန်ပြီးတော့ပေါ့နော် creation လေးလည်းအားကောင်းအောင်ပကြီးကားလေးတွေလည်းပြန်ပြီးတော့ဆွဲကျင်လာအောင်တီချယ်က creation လေးတစ်ခုပြုလုပ်ပေးပါတယ်ဒါလေးကတော့တီချယ်တို့ကရေစေးလေးကိုအသုံးပြုပြီးတော့တရွက်ကလေးတွေမှာရေစေးလေးတွေချဲတယ်ပြီးသွားတဲ့အခါတီချယ်တို့တွေကတီချယ်တို့ရဲ့ပကြီးကားလေးတွေပေါ့အဲ့နေရာမှာလိုအပ်တဲ့နေရာလေးတွေမှာလိုက်ထဲတယ်နောက်ကြရင်ဆေးမှုတ်တယ်လိုအပ်တဲ့ကောင်မလေးပေါ့သူကကောင်မလေးဖြစ်တဲ့အတွက်ကောင်မလေးပကြီးကားလေးတွေတီချယ်ကဆွဲပေးဖြစ်ပါတယ်ဒီလိုလေးတွေသူလှုပ်လိုက်ရတဲ့အတွက်ပေါ့နော်သူပကြီးလေးကိုစိတ်ဝင်စားတယ်ပို့ပြီးတော့ပျော်လာတယ်ပေါ့ဒီထဲမှာဆိုရင်သူရဲ့အတန်ဖိုင်လေးကိုနားထောင်ကြည့်ပေးကြပါဦးနော်ဒီတွေကတော့သူ့ရဲ့ပုံမှန်ရေစေးပကြီးလက်ရလေးတွေပဲဖြစ်ပါတယ်ဒီချဲရဲ့ကလေးတွေလူမျိုးပေါ့နော်ပကြီးကားလေးတွေစိတ်ဝင်စားတယ်ပကြီးလေးတွေဆွဲကျင်နေဆိုရင်တော့ဒီချဲရဲ့မြတ်တာပကြီး page မှာစုံစမ်းနိုင်ပါတယ်